Здравствуйте, အားလုံးပဲမင်္ဂလာပါဒီနေ့ရုရှားနိုင်ငံစိုက်ဘေးရီးယားဒေသမှာရှိတဲ့เนาะကမ္ဘာအနှံ့ဆုံးနဲ့တက်တက်အရေးဆုံးဖြစ်တဲ့ Lake Baikal เนาะကျွန်တော်တို့ Ozera Baikal အကြောင်းကိုဒီနေ့ကျွန်တော်တို့ပြောကြမယ်เนาะဒီရေကန်ကြီးကကမ္ဘာပေါ်မှာရှိတဲ့ရေချိုပမာဏရဲ့20%တည်ရှိရနေရဖြစ်တယ်လို့သူ့ရဲ့တက်တန်းဟာလည်းနှစ်ပေါင်း25တန်းလောက်ရှိပြီလို့ကျွန်တော်ပညာရှင်တွေကခံမှန်းထားကြပါတယ်စောင်းရာသီမှာဒီရေကန်ကြီးကဘလို့တောင်ထူးခြားလှပနေမလဲဆိုတာကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ကျွန်တော်ဘိုက်ကာရေကန်ရဲ့ရေခဲပြင်ကကဘာပေါ်မှာအကြည်လင်ဆုံးလို့ဆိုနိုင်ပါတယ်သူ့ရဲ့ရေကအလွန်ကြည်လင်လွန်းလို့ကျွန်တော်ရေအောက်ပေ130မီတာ40အထိမှရှိတဲ့ငါးတွေကြောက်ခဲတွေနဲ့ရေအောက်ကအပင်တွေကိုအပေါ်ကနေပြီးတော့အတိုင်းသားမြင်နေရတာပါရေခဲပြင်ရဲ့အထူက1.5မီတာကနေ2မီတာအထိရှိပြီးတော့15တန်လောက်လေးတဲ့ကားတွေတောင်မှစိတ်ချလက်ချမောင်းလို့ရတဲ့အထိခိုင်ခန့်ပါတယ်ရေခဲပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့ထူးခြားတဲ့ပုံစံမျိုးစုံကလည်းကျွန်တော်ဓာတ်ပုံဆရာတွေအတွက်တော့နတ်ပုံနန်းတစ်ခုလိုပါပဲစောင်းရာသီမှာရေခဲပြင်တွေကအမြဲတမ်းကွဲထွက်လို့ရှိပါတယ်အဲ့ဒီကွဲချောင်းတန်တွေကကီလိုမီတာ30လောက်အထိကိုရှည်လျားနိုင်ပြီးတော့ကွဲထွက်တဲ့အခါထွက်ပေါ်လာတဲ့အတန်တွေကလည်းမိုးကြိုးပစ်တန်ဒါမှမဟုတ်ရင်တနက်ပစ်တန်တွေလိုမျိုးအင်မတန်ကျဲလောင်ပါတယ်ဒီလိုကွဲချောင်းတွေရှိလို့လဲရေကန်တဲ့ကငါးတွေကအောက်ဆီဂျင်ရရှိပြီးတော့အသက်ရှင်နိုင်တာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ဘိုက်ကာမှာပဲတွေ့နိုင်တဲ့တစ်ခုတည်းသောရေချိုဖြန်ဖြစ်တဲ့ဘိုက်ကာဆီလ်เนาะရုရှားလို့ဆိုကျွန်တော်ညရပါเนาะဒီအကောင်လေးတွေကိုလည်းကန်ကောင်းရင်တွေ့နိုင်ပါသေးတယ်နောက်ပြီးဘိုက်ကာရေကန်ရဲ့နှလုံးသားလို့ခေါ်တဲ့Ostrov Olkhon เนาะကျွန်တော် Olkhon Iceland ကကျွန်တော် data camp တွေဖြစ်တဲ့ Buryat လူမျိုးတွေပေါ့နော် Buryat အဲ့ဒီလူမျိုးတွေအတွက်အင်မတန်မြင့်မြတ်တဲ့နေရာတစ်ခုပါကျွန်းပေါ်မှာရှိတဲ့ရောင်စုံဖဲကျိုးတွေခြိထားတဲ့ဆူတောင်းတိုင်တွေကလည်းဒီရှာမန်ဝါဒယဉ်ကျေးမှုကိုဖော်ပြနေတာပါဒီနေရာရဲ့လေထုရေနဲ့အလင်းရောင်ကတခြားနေရာတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြပါတယ်စောင်းရာဒီမှာဘိုက်ကာစွန့်စားကျင်နေတဲ့သူတွေတော်တော်အကောင်းဆုံးကျွန်တော်တို့ကစားကွင်းကြီးတစ်ခုလိုပါပဲလူတွေကဒီရေခဲပြင်ပေါ်မှာစကိတ်စီးတာတို့စပိတ်စီးတာတို့လောက်ကြတယ်လို့တချို့ဆိုရင်ဒီရေခဲပြင်ပေါ်မှာတဲတွေထိုးပြီးတော့ရပ်ပေါင်းများစွာဖြတ်တန်းကြပါတယ်ရေခဲလိုင်ကို ice cake တွေထဲကနော်ဒီရေခဲဆွဲလေးပေါ့နော်အရန်လာတဲ့ရေခဲဆွဲလေးတွေကိုလေ့လာရတာကလည်းတကယ်ကိုအံ့ဩစရာအတွေ့အကြုံတစ်ခုပါနောက်ပြီးဒီလိုအံ့ဩစရာကောင်းတဲ့ဘိုက်ကာရေကန်ကြီးစီကိုတွားကျင်တယ်ဆိုရင်တော့ကျွန်တော်ကမ္ဘာအခြေဆုံးရထားလမ်းဖြစ်တဲ့ Trans-Siberian Railway ကိုစီးပြီးတော့ကျွန်တော် Irkutsk မြို့မှာဆင်းရမှာဖြစ်ပါတယ်ဟုတ်ပြီဒီဘိုက်ကာရေကန်ကကျွန်တော်လူတစ်ယောက်ဘဝမှာအနည်းဆုံးတစ်ခါလောက်တော့တွားရောက်လက်ပတ်တဲ့နေရာတစ်ခုပါနော်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဘယ်နေရာအကြောင်းတွေသိချင်လဲဆိုတာcomment မှာရေးပေးခဲ့ပါအောင်အားလုံးပဲ goodbye до свидания